စစ်သားတယောက်ရဲ့ဖိနှက်ကတဲအောက်ကမာကြောတဲ့အရာတစ်ခုကိုနင်းမိသွားတဲ့ခဏအကြာမှာပဲသူ့ခန္ဓာကိုယ်ဟာအပိုင်းပိုင်းဆစ်ဆာဖြစ်သွားခဲ့ပါတယ်။သူ့သူငယ်ချင်းဖြစ်သူကတော့ကြောက်လန့်တကြားနဲ့ရှေ့ကိုတလန်းတိုးလိုက်မိတဲ့အခါကလေးတတုတန်တစ်ခုထွက်ပေါ်လာတယ်။ဒါဟာနောက်ထပ်မြေမြုပ်မိုင်းတစ်ခုပါပဲဒုက္ခပါပဲပောက်ကွဲတံကြောင့်နားတွေဦးနေပြီးဘာတန်မှမကြားရတော့ဘူးအကြားအာယုံပြန်ရလာတဲ့အခါမှာတော့သူ့သူငယ်ချင်းရဲ့အလောင်းကိုကြည့်ပြီးအတန်ကုန်အော်ဟစ်ငိုကြွေးနေပါတော့တယ်။ဒါပေမဲ့ဒါဟာဝမ်းနည်းနေရမယ့်အချိန်မဟုတ်ဘူးသူသတိပြန်ကပ်လိုက်တဲ့ဒူးတစ်ဖက်ကိုဖြည်းဖြည်းချင်းထောက်ပြီးဓာတ်နဲ့တဲအောက်ကိုထိုးကြည့်လိုက်တဲ့အခါတတူးနဲ့ထိမိတဲ့အတန်ထွက်လာတယ်။ဒါဟာတကယ်ကိုမြေမြုပ်မိုင်းပါပဲပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါ10 ပေလောက်အကွာမှာရေဒီယိုကိုတွေးလိုက်ရတယ်။သူဟာဖိနှက်ကြိုးကိုဖြုတ်ပြီးချိတ်တစ်ခုလောက်ကရေဒီယိုကိုလမ်းဆွဲဖို့ကြိုးစားခဲ့တယ်။အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ပေမဲ့နောက်ဆုံးမှာတော့ရေဒီယိုအိတ်ကိုအောင်မြင်ချိတ်နိုင်ခဲ့ပါတယ်။နာရီပေါင်းများစွာကြာပြီးတဲ့နောက်သူဟာဌာနချုပ်ကိုဆက်သွယ်နိုင်ခဲ့တယ်ဒါပေမဲ့ပြန်ကြားရတဲ့အဖြေကတော့တဲမုန်တိုင်းတွေကြောင့်ရဟတ်ရှင်တွေလာလို့မရဘူးတဲ့ကယ်ဆယ်ရေးအဖွဲ့ရောက်ဖို့52နာရီကြာဦးမယ်အပူချိန်113ဒီဂရီအောက်မှာ52နာရီကြာအသက်ရှင်ဖို့ဆိုတာမလွယ်ကူလာပါဘူးဘိုက်စာလုံးလို့သူ့စီမှာရှိတဲ့နောက်ဆုံးအသား6တစ်ဖက်ကိုစားလိုက်ပြီးရေကိုလည်း2ငုံလောက်တောက်လိုက်တဲ့အဲ့ဒီအချိန်မှာပဲလေတွေတိုက်လာပြီးကြီးမားတဲ့တဲမုန်တိုင်းကြီးတစ်ခုကြားရောက်လာပါတော့တယ်သူဟာကိုလေးချိန်တက်အောင်အိတ်ကိုပိုးလိုက်ပြီးတင်နက်ကိုမြေကြီးထဲထိုးဆိုင်ကအားပြူထားခဲ့ဒဲကန်ကောင်းထောက်မစွာနဲ့ပဲသူဟာအသက်ရှင်ခဲ့ပြီးမိုင်းပေါ်ကနေလည်းလွှင့်မထွက်သွားခဲ့ပါဘူးသူ့သူငယ်ချင်းရဲ့အလောင်းကတော့လေတိုက်လို့သူ့ခြေရင်းကိုရောက်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲရေဒီယိုပျောက်နေတာကိုသူသတိထားမိသွားတယ်ရေဒီယိုဟာပေ30လောက်กว่าကိုလွှင့်စင်သွားခဲ့ပြီးမျောလင်းချက်တွေအားလုံးကုံဆုံးသွားခဲ့ရတယ်သူဟာကောင်းကင်ကိုတင်နက်ပစ်ဖောက်ပြီးအကူညီတောင်းခဲ့ပေမဲ့ဘာမှထူးမလာခဲ့ပါဘူးအချိန်တွေကုန်လွန်လာတာနဲ့အမျှနေဘူးရှိန်ကြောင့်သူ့မျက်နှာကအရေပြားတွေကွာကျလာခဲ့တယ်အရန်ရေညက်လွန်လို့သူ့ရဲ့စီးကိုတောင်တောက်ဖို့ကြိုးစားခဲ့ပါသေးတယ်အဲ့ဒီအချိန်မှာပဲရေဘူးကင်ထားတဲ့မိန်းကလေးငယ်လေးတယောက်သူ့စီကိုရှောက်လာတာကိုတွေးလိုက်ရတယ်သူဟာအညံ့မရတောက်လိုက်ပြီးကျေးဇူးတင်စကားပြောပေမဲ့သူမကနားမလည်ခဲ့ဘူးသူမကအယုတ်စစ်သားလေးတယောက်ကိုထုတ်ပြတဲ့အခါသူကလည်းသူ့အိတ်ထဲကအယုတ်လေးကိုထုတ်ပြလိုက်ပါတယ်သူမကအယုတ်